ရင်ကတည်းကအရန်ကိုရိုက်ချင်ခဲ့တဲ့ photoshoot တစ်ခုရှိရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ညဘက်မှာ flash နဲ့လေးစကြ retro ဆက်ဆံရိုက်ထားတဲ့ photoshoot နဲ့ဒီလိုမျိုးရေအောက်ထဲမှာရိုက်ထားတဲ့ photoshoot ပါအဲ့တော့အဲ့လိုမျိုး photoshoot တွေကိုရိုက်ချင်ခဲ့ပေမဲ့အခွင့်အရေးမရခဲ့ဘူးပေါ့နော်ရေအောက်ထဲမှာရိုက်ဖို့ကကြတော့လေကိုယ့်ရဲ့ဖုန်းက water resistance ဘယ်လောက်ထိခံလဲကိုလည်းမသိဘူးလေဒါပေမဲ့ဒီနေ့မှာတော့စွန့်စားကြည့်ပြီးတော့ရေကူးကန်ထဲမှာလည်းရိုက်မယ်ပြီးတော့ညဘက်ကျရင်လည်းအခုလိုမျိုး flash နဲ့ retro ဆက်ဆံ photoshoot တွေကိုဖန်တီးကြည့်မယ်ပေါ့ကိုယ့်ဘာသာကိုဖန်တီးကြည့်မှာပါအဲ့တော့အရင်ဆုံးနဲ့ခက်ခဲတဲ့အရာဖြစ်တဲ့ရေတွေက photoshoot ကိုအရင်ရိုက်ကြည့်မယ်ဒါကတော့ကျစင်းရဲ့တရက်တာကင်မရာမန်မှာဆိုလို့လေလုံးဝတတိထားပြီးတည်လာဒါဒီနေ့ရွှေလို့အဖိုးတန်တယ်။ तू ကရင်ငုံပြီးတော့ကိုယ့်ကိုရိုက်ပေးရမှာအဲ့တော့ကျမပြန်ရိုက်ပြီးအဲ့တော့ကျမစွန်စားမှာတဲ့ तू ကပိုပြီးစွန်စားရမှာဖြစ်နေတယ်။အမဓာတ်ပုံရိုက်ပြီးပေါ်ဆင်တဲ့ဖြစ်ပြီလား။ပိုပိုရှိကျေးဇူးထားလို့မင်းတို့ရမှာစမ်းကြည့်မယ် Okay deal အပိုးရေစိုးကံကံစမ်းကြည့်မယ်အခုကရေရဲရောက်လာပြီဒါပေမဲ့တခုရှိရပါလဲဆိုတော့ရေကန်းနဲ့နက်ပြီးတော့နှစ်ယောက်လုံးရဲ့အရက်ကနစ်တယ်ပေါ့နော်။ရေရောတောက်တာကနှစ်ယောက်လုံးကနစ်နေအဲ့တော့ရေရောက်ထဲမှာဘယ်လိုခြေကထောက်ထားလဲဆိုတာပြမယ်။အမဟိုကမောကိုနှိမ့်လိုက်မောပြီးရင်အမ underwater mode ကိုနှိမ့်လိုက်အမအဲ့ဒါဆိုရင်ဖုန်းကလုံးဝခြေစိုးခံသွားလိုက်မယ်။ဒါကတော့ပထမဆုံး underwater mode ကိုစမ်းမှာပဲဖြစ်ပါတယ်။ 1 2ခုနလိုမျိုးကြည်လင်နေတဲ့ 4K quality နဲ့ဓာတ်ပုံတွေကိုကျန်ဘယ်လို export ပြန်ထုတ်လဲဆိုရင် screenshot မရိုက်ဘဲနဲ့ tradition ကနေပြီးတော့ကြော်လုံးပြီးတော့ edit ထဲဝင်လိုက်တယ် edit ထဲဝင်လိုက်တဲ့အခါမှာ export with live photo ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိမ့်လိုက်တဲ့အခါကျရင်ကို export ထုတ်ချင်တဲ့ clip လေးကိုရွေးပြီးတော့ down ဆိုတာနှိမ့်လိုက်ရုံနဲ့လုံးဝ 4K quality နဲ့ video ရိုက်ထားတဲ့အတိုင်း quality ကြီးကြီးလေးလေးနဲ့ဓာတ်ပုံထွက်လာမှာပေါ့နော်အမရေဒီမှာချမ်းနေပြီအဖေမတက်ချင်ဘူးလားရောက်ဘူးတောင်းလိုက်တာ so good အဆင်ပြေပါမလားဒီဖုန်းကဘာဖြစ်တယ်ညဖြစ်တယ်ဆိုပြီးတော့မှပေါ့စီနဲ့ပြောရဲပြီးတော့ဒီစက်ဖို့လေးရိုက်ပေးပါဦးဆက်ရိုက်ပေးပါဦးဆိုပြီးတော့တက်ချုပ်ပြောနေတာဒီမှာသူအခုတစင်တရားဆိုရင်ဟို Oppo Reno 14ရဲ့ဖုန်းမှာလည်းချိန်နေတာပေါ့နော်သူ့ရဲ့ကင်မရာကလည်း outdoor မှာဆိုရင်တော့အဆင်ပြေဒါကြောင့်ရိုးရိုးမဟုတ်ပေါ့အခုနောက်က underwater mode ကိုစမ်းကြည့်လိုက်တာလည်းတော်တော်လေးကိုကြည်လင်နေပေါ့နော်ချိန်ထားတဲ့ခါတောင်မှပိုပြီးကြည်နေသေးတယ်ပေါ့နော်ဆိုရင်ဖုန်းတွေကဒီရောက်ထဲမှာရိုက်တဲ့အခါကျတော့တိတ်ပြီးတော့မပြတ်သားရပါရှိရလေဒီဖုန်းရဲ့ quality တော့ surprise ဖြစ်တယ်ပြောလို့ရတယ် very amazing very surprise ပါကောင်းတယ်ကျော်လောက်ကနေပြီးတော့6နာရီထိုးရမယ်ရေဘူးကနေမှတောက်ချောက်ရိုက်မယ်ပြီးတော့မိုးရလည်းရွာလေးရက်တိုင်းဂဂရောက်ဖြစ်ပါရှင်းတယ်တတိကတော့လွတ်သွားပြီတတိကကဲရေကူးကန်ကတော့အောင်မြင်စွာ photoshoot ပြီးဆုံးပါပြီအခုကတော့ second outfit နဲ့ ready ပါဒါပေမဲ့ရေကူးပြီးတော့ပြန်လာပြီးတော့ဒီမှာ makeup ပြန်လုံးဝအဝတ်အစားတွေလေးချပြန်ဆင်ပြီးတော့second outfit နဲ့ရိုက်ဖို့အတွက် location လိုက်ရှာကြည့်ရပေါ့နော်ရှာကြည့်ပြီးတော့အခု location တွေ့ထားတဲ့နေရာတွေကတော့ရှိရဒီအခန်းထဲမှာလည်းရိုက်ကြည့်မယ်ပြီးတော့တခြား location တွေနဲ့ဟိုရိုက်ဒီရိုက်ဆန်းပြီးတော့ရိုက်ကြည့်မယ်ပေါ့ရေတွေကပုံနဲ့ရိုက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုညဘက်ရိုက်မဲ့တပ်ပုံလေးတွေလည်းတစ်ချက်လောက်ရိုက်ပြီးပါအောင် Oppo နဲ့ဗျာဒါပေါ့ let's try okay တကယ်ရိုက်ချင်တဲ့ reference တွေကကြတော့ outdoor တွေများအဲ့လို outdoor မှာ neon light တွေနဲ့ဟိုမှာ flash နဲ့ဟိုကအမိုင်းစားကိုရိုက်ချင်တာဒါပေမဲ့အခုကကြတော့အပြင်မှာမိုးတွေအရင်ရွာနေတယ်အဲ့တော့ indoor ကိုပဲအရင် try ကြည့်မယ်ပြီးတော့ဒီအပြင်က hallway တွေနဲ့အကယ်၍မိုးတွေကအဆုံးနဲ့ပေါ်တက်ပြီးတော့ flash photography လိုက်ကြည့်ပါမယ် flash photoshoot အတွက် first location ကတော့ဒီထိုင်ကုန်မှာဖြစ်ပါတယ်ဒီထိုင်ကုန်မှာကျစင်ကဆောက်ဆိုးပုံစံနေထားနေမယ်ပြီးတော့ရင်flash နဲ့ကိုယ်ရဲ့ပုံစံမျိုးရိုက်မှာပေါ့ဟုတ်လားအမကပြောစရာရှိသေးတယ်ဒီဓာတ်ပုံရိုက်တဲ့အခါကျရင်လေဖုန်းမှာဟို always on flash နဲ့ရိုက်ပေးသေးလားသူက always on flash နဲ့ရိုက်ရင်ကကြတော့ live photo လည်းဖွင့်ထားရဲဆိုရင်ဒီမျိုးဓာတ်ပုံတွေပြန်ပြီးရိုးရဲ့အခါမှာလေဟိုမှောင်နေရတော့မလို့ပြော flash ကြီးအဲ့လိုမျိုးအရင်ဘန်းနေတဲ့အချိန်နဲ့အဲ့လိုမျိုးဖြစ်တော့ always on flash နဲ့ဆိုရင်ကိုကြိုက်တဲ့နေရာကိုရွေးလို့ရတယ်ပုံတွေကအများကြီးလင်းနေမှာပေါ့ပြီးတော့ live photo လည်းဖွင့်ထားတဲ့အတွက်ကို video ပုံစံမျိုးလည်းပြန်ပြီးတော့သုံးလို့ရတယ်အဲ့မဆုံးတော့ snap တွေမမိရောno အဲ့ဒီချက်တော့မကောင်းအဲ့ဒီချက်တကူတော့မကောင်း okay အဲ့ဆိုရိုက်ကြည့်အောင်မိလေးကြာစိတ်လုံးလုံးမရဘူး snap မမိရမကောင်းတော့မရအောင်အဲ့ဆို live photo အများကြီးဖွင့်ပြီးရိုက်မှရမယ် okay ကျေးဇူးပြုတော့စားရပါပြီ
မြင်မြင်ရသွားတယ် တခါစလိုက်ရပါညဘက်မှာဓာတ်ပုံရိုက်တဲ့အခါမှာ flash ကဘယ်လောက်ထိရေးပါလဲဆိုတော့သင်ပြပေးမယ်ဒီဓာတ်ပုံဆိုရင် flash လုံးဝမပါဘဲရိုက်ထားတဲ့ပုံဒီဓာတ်ပုံကလည်း location လည်းတူတူပဲ lens လည်းတူတူပဲ flash ဖွင့်ထားမှာဖွင့်ထားတာလေးပဲကွာသွားတာဒါကတော့ 2x lens နဲ့နောက်တစ်ပုံက 3x lens နဲ့ location တနေရာထဲမှာပဲရိုက်ထားတာအခုတွေ့ရမှာကတော့ရိုက်ခဲ့သမျှဓာတ်ပုံပေါင်းစုံပဲဖြစ်ပါတယ်โอเคအခုကတော့ဒီရိုက်ချင်ခဲ့တဲ့အရန်ကိုမှရိုက်ချင်ခဲ့တဲ့ photo shoot နှစ်ခုကိုအားရပါရတနေကုန် special ရိုက်ပြီးသွားပါပြီ photo shoot တွေကကြတော့ reference တွေကအတိုင်းပေါ့နော်တပုံစံနဲ့တော့မထွက်လာပင်မဲ့ cameraman ငှားရမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကိုပဲအဆင်ပြေလိုမျိုးအတက်နိုင်ဆုံးရိုက်ကြည့်ရဆိုတော့လေ result တွေကတော့ဘယ်လိုပြောမလဲစိတ်ကျဉ်နှံ့မှုမရှိဘူးဆိုရင်တော့မှတော်တော်လေးကိုသဘောကျပါတယ်အဲ့တော့ စိတ်ညစ်တယ်မရှိအောင်လို့ပြောရတယ် ကဲရိုက်ရတဲ့လူကပြောနေပြီသိချင်တယ်မရှိရတော်တော်လေးကိုကြိုက်တယ်လို့ပြောထားရလေ ချင်းကြည့်နော်စိတ်ကြည့်လိုက်ဘယ်ချင်းတွေကလာလဲစနစ်ခွဲရအတန်းပြက်တယ်လာတယ်အခုမှ10နာရီခွဲနေပြီအဲ့ဒါဘာစကားပြောလိုက်တယ်စိတ်ကြည်နေမှုမရှိဘူးလေတော်တော်လေးကိုကြိုက်တော်တော်လေးကိုကြိုက်ပါတယ်လို့ပြောထားပါတယ်လေအမလည်းအဲ့ဒါပုံဗီဒီယိုโอเคအားလုံးပဲဒီဗီဒီယိုလေးကြားချင်သဘောကျမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင် bye bye